အားလုံးပဲမြင်တာပါကျွန်တော်ကတော့ဂျိုးတိုပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာကျွန်တော်တို့ရေနေဘွားရဲ့ဒိတ်ကလေးတွေပေါ့နော်နေဘွားရဲ့အိမ်မက်တွေဒိန်းလေးတွေစော့တောင်းတဲ့ဒိန်းလေးကိုပြတော့ပထမဆုံးဗန်ဒန်ဒိန်းလေးပြပေးမယ်ပေါ့နော်ဒီရဲ့ဒိန်းလေးပေါ့နော်ကျွန်တော်တောင်မှအထူးမှပြန်ရှာတွေ့လို့အရင်ကဒေါင်းပြီးပြန်ပြောက်လိုက်တာသူကတော်တော်စော့တောင်းတယ်သူ့ရဲ့36 MB ဆိုတာမတန်အောင်လို့ဆိုရတယ် graphic တာလေ really yeah အစစ်နဲ့ပဲတူတယ်ပေါ့ပြောရရင်နောက်တစ်ခုကတော့ဒီဒိန်းလေးပဲဖြစ်ပါတယ်ကျွန်တော်တို့ဒိန်းတွေတော်တော်များများလို့ download ပြီးမှပေါ်ကြရပေါ့နော်အဲဒီတော့အတူတည်းမများအရင် download နှိပ်တာလုပ်ရနှိပ်ပြီးမှကြည့်ပေါ့ဒါကတော့တော်တော်လေးစော့တောင်းတဲ့ဒိန်းပါပဲဒါကလေခဏကျွန်တော်ပြတော့ရတော့ဒါတိတ်မမိုက်ပါဘူးခဏဟာတူသွားခြင်းနဲ့တွာလာလောက်ရှာချရဒါဒီနှစ်ယောက်တည်းချတာရဲ့တချို့ကဆိုတိုက်ပေါ်မှာချရတာပြင်းဖို့ကြောင့်ကျွန်တော်ကတော့ဒါတိတ်မကြိုက်ဘူးပရိုတို့ကြောင့်ရင်တော့ကြိုက်မှာပေါ့ရဲ့နောက်ထပ်တစ်ခုကတော့ကျွန်တော်တို့ဘန်ဒန်ဒိန်းလေးရပဲပြပေးမယ်အဲ့ဒါကတော့ကျွန်တော်တို့မရိုက်တော့အဲ့ဒါကတော့ဘန်ဒန်လိုပဲရိုက်ရှာလိုက်ပြထူးတွေရှာစရာမလိုဘန်ဒန်ဆိုထွက်တဲ့ဟာလေးရှိရဲ့မထွက်တဲ့ဒိန်းနဲ့ပါတယ်ပေါ့ဘန်ဒန်ဆိုကျွန်တော်တို့ရဲ့ဒီရဲ့ဟာမနေပိုင်းဒီရဲ့ဟာလေး来呀，没到，写，ကျွန်တော်တို့ဒီတိုင်းလေးကိုတွေ့တဲ့အတိုင်းတရားတော့တွေ့တဲ့အတိုင်းပဲရန်သူရှိတဲ့နေရာတွားမှာပေါ့နော်အတက်က3တက်ပေးထားတယ်အမှတွေ့လားမသိဘန်တန်းရုပ်လေး3ရုပ်ရန်သူရှိတဲ့နေရာကိုအထက်ထဲမရှိအောင်တွားလာရတယ်ရန်သူနားရောက်ရင်ဟီရိုတောင်ပြောင်းရင်ရန်သူနဲ့ဘတ်တယ်ဆိုင်ရတယ်ပေါ့နော်ဘတ်တယ်ဆိုင်တဲ့ရှင်လုံးလေးတွေပေါ်လိုက်အဲ့လေးတိုင်းနေရတယ်ဒါကတော့လို့အဲ့တောင်တွားချရတယ်ရမှာပေါ့နော်အဲ့ upgrade နဲ့လူစိုးတောင်နဲ့တွားချမယ်ဆိုရွေးရတာလေးပေါ့ဒါကတော့လမ်းမှာတွားပါဒါက enemy တွေရဲ့ချပြစ်တာပေါ့အဲ့ဒါမနိုင်နိုင်တွားပြီဘလို့ဒီဒိန်းမစော့နဲ့တိတ်မတောင်းဒါပေမဲ့ပြစီရာဒီ3ဒိန်းလောက်ပဲရှိတာဆိုတော့နောက်တစ်ခုကကျွန်တော်တို့တားဒိန်းတွေကမှာပတ်စတာဒိန်းတွေပြပြီပေါ့နော်ဒီထဲမှာရှိမလားမရှိဘူးပဲရှိရရောပြီးတားဒိန်းတွေကဘလို့တားဒိန်းhighway တွေဘာတွေမှာမောင်းနေဘာဘတ်စတားဒိန်းပဲပြလိုက်တော့ဘတ်ဆန်မြူတာအိန္ဒိယဆိုတဲ့ဟာမြန်မာမတ်ထဲဆိုရတိကြမယ်ထင်ပါဒါလေးမြန်မာမတ်ထဲဆိုဒါတောင်းတယ်ဒါပေမဲ့ဒါဆော့ရထက်တယ်ဝင်းတိုက်လို့ပဲ့ရင်လည်းအဲ့အကျိုးပဲ့များရင်လည်းဆက်သွားမရအောင်စီမရှိလဲအဲ့ဒါမအောင်မရ Wi-Fi ရှိမှဒီဒါအထင်းဆော့အတောင်းဆုံးပါ Wi-Fi လိုင်းတော်တောင်းတဲ့ Wi-Fi နဲ့မှဆော့တာပို့တောင်းပါလိမ့်မယ်နောက်တဲ့တိုင်းကတော့ဒါတော့မဟုတ်ဒါကတော့တွေ့တဲ့အတိုင်းပဲတားမှုတွေထည့်ထားတာတွေပြတာပေါ့နော်ဒီထက်အများကြီးထည့်ရပါသူကဒီလောက်ပဲဒီလိုဒီလောက်ပဲပြမှာပေါ့နောက်တစ်ခုကဒီရဲ့ bus ambulance ပဲဒါလေဒါကတော့တွေ့တဲ့အတိုင်းပဲတလို့ဒီနှစ်ယောက်ချိတ်စော်လို့လည်းရတယ်ဒါပေမဲ့ဒီပုံတဲကနေတော့တိတ်မတူစော်တယ်ရှင်ကျွန်တော်စော်ဘူးလေဒါလေးကတော့မဆိုးတိုက်မိလဲတိတ်ပြီးမရှိရှော့မရှိစီရလဲအဲ့လောက်ထိအထက်မတူစီတို့မပါဘူးလားမသိတော့ကျွန်တော်တော့မစော့ကြိုက်နောက်တဲ့ဒိန်းကိုတော့ကျွန်တော်တို့
GTA 5ထဲကပြရင်တောင်းမှာစားစရာတွေကပြရင်တောင်းမှာကျွန်တော်စဉ်းစားလိုက်မယ်စားစရာတွေကပဲပြပြီးတော့မယ်ဖူပန်တာတွေလည်းမထောင်ပြုံးမယ်နော်ဖူပန်တာစားစရာမှာတဲ့ဟာဆိုတော့တည့်ရလူကတည်တယ်မတည့်ရလူကဖူပန်တာကိုထိမ့်မှတ်ပြီးထောင်းနေကြအောင်မယ်အဲ့လေးတတိပြတွေ့တဲ့အတိုင်းပဲဒီမှာဒီဟာလေးကတော့လွယ်သူရိုးရှင်းပြီးစော့ရလွယ်ပေါ့နော်ကျွန်တော်တို့2ယောက်စော့ရင်တော့ရတယ်တစ်ယောက်တစ်ချမ်းစော့တပ်ပလန်နဲ့စော့ရှင်းဆိုကျွန်တော်တို့ကတော့ဖုံးလေးလေးကိုနဲ့2ယောက်စော့ဒီတင်းကိုနောက်တစ်ခုထပ်ပြမယ်ဒါကတော့ဒီတင်းကိုတော့ထူထူရူးရှာစရာမလိုဘူးပေါ့နော်ကျွန်တော်တို့ ROBB LOH robot BOHING ပေါင်းစင်းလို့ရိုက်ရှာလိုက်အမ War robot ပေါင်းစင်းဆိုပြီးပေါ်လာလိမ့်မယ်အဲ့ဒီထင်ကတော်တော်စော့တောင်းတယ်ဒါပေမဲ့ဒါတွေက MB များတယ်1255 MB တောင်မှဒါကြီးဆိုMB တော်တော်များတယ်ထိန်ပေါ့နော်တွေ့တဲ့အတိုင်းပဲကျင်းကတော့ဒီလိုပြထားတယ်ထဲထဲမှာလည်းအဲ့ပြထားတယ်အတုံးပါတယ်ဒါအတစ်ထွက်ထားလားမသိဒီရှေ့ကတောင်းရစတင်လည်းဖြစ်မှာပြောမရရဒါတွေကကျွန်တော်စောတော့ရှိတယ်နိုင်အောင်ဝဲဆိုင်တဲ့ပုံမျိုးပါတယ်ဒီဟာတွေကဒါကတော့စီးဝိုင်းထဲမှာထိုးတာပေါ့နော်စီးဝိုင်းနဲ့ပြောင်းပြမြောင်းပါလေစော့ရတော့လွယ်ပါတယ်နောက်တစ်ခုကရှောက်ဆက်ပြီးစော့ခြင်းပါလေဆိုတော့ဒေါင်းကြီးတို့အတွက်ရှောက်ဆက်ပြီးစော့လို့ရမယ်ဒိန်းလေးပါတွေ့တဲ့အတိုင်းပဲပုံမှန်တဲ့ရှောက်ဆက်တာပြတာဆိုရင်လည်းတီးလိုက်ပါဒါကတော့ခဏလောက် MB လည်းမများဘူးအတောင့်ဖောက်အောင်တော့တော်တော်ရှုပ်တယ်အခုနောက်ပိုင်းလေးတွေ့တဲ့အတိုင်းပဲစွမ်းအားတွေထည့်ရတဲ့နောက်ပိုင်းကျရင် PS City မီးရီတွေအမောင်တို့တွေပေါ့တွေ့တဲ့အတိုင်းပဲကျွန်တော်တို့ဒီရဲ့ဆက်တဲ့ဟာကြိုက်တဲ့ဟာရှောက်ဆက်လို့ရတာပေါ့သူ့မှာရှိတဲ့ဟာပဲဆက်ရပေါ့နော်တွေ့တဲ့အတိုင်းအဲ့စတားထွက်ထားကြည့်ပြီးတဲ့အားပြန်လာတော့များစတားတဲ့တောင်လေးကိုစတားတဲ့မပါတဲ့တောင်အစတော့စတားတဲ့တောင်လေးပဲလောက်တာဆိုရင်နောက်ပိုင်းကျစတားတဲ့တောင်လေးနဲ့သူတို့မလုံလိုက်တော့တဲ့အတွက်စတားတဲ့တောင်မဟုတ်တဲ့တောင်လေးမှာထည့်လိုက်တော့ဟုတ်ပါတွေ့တဲ့အတိုင်းပဲဒီမှာလက်လေးပဲကြည့်နေကျမ်းမဲ့ပုံနဲ့တရက်တော့အတောင်နဲ့ကျန်းလာရှိပါတယ်နောက်တစ်ခုတော့ကျွန်တော်တို့ GTA 5ထဲပြပေးမယ်ပေါ့နော် GTA 5ဆိုရင် GTA 5လို့ရိုက်ရှာရင်ထွက်မလာပါဘူး LAC လို့ရိုက်ရှာလိုက်ပါအမှအပေါ်ဆုံးမှာပေါ်လာတဲ့ထိန်းလေးပေါ့နော်နားရမတောင်းတော့ကြတော့ရှယ်နည်းနည်းတော့နောက်ကြအပေါ်ဆုံးမှာတွေ့ရတဲ့တိုက်ပုံလေးနဲ့ပေါ်လာပါအဲ့ဒီက GT5 နဲ့ပုံစံတူပါဘယ်လောက်ထိပုံစံတူလဲဆိုတိုက်တွေတော့ဝင်မရဘူး open map တော့လည်းမဟုတ်ပေမဲ့တော်တော်များတော့ GT5 နဲ့ပုံစံတူထုတ်ပေးထားတယ် free လည်းပေးထားတယ်အခုချိန်မှာ MB ကတော့300နဲ့ကျော်ပေါ့နော်300နဲ့မှာဘယ်လောက်လဲကျွန်တော်တခြားမကြည့်ရသေး900မတောင်းတော့ပုံလေးရင်ပြပါစိုက်တွေပါတယ်ဖုံးပေါ်ရဲ့နေရာကိုသူကworkshop ပုံရှိရ workshop ပုံနှိပ်ပြမှာပေါ်လာလိမ့်မယ်တင်လို့ရှင်ဒါပေမဲ့သူကအမျိုးအစားတွေပဲရေးထားတာပေါ့နော်ဒါကတော့ zombie အထမ်းနဲ့ဝင်ဆို zombie တန်းအဲ့လိုအထမ်းတွေရေးပြီးဆိုလို့ရတယ်ထနာအဲ့ဓာတ်တွေနဲ့ဘောလုံးတွေနဲ့ကြဘောလုံးတန်နေတယ်ဒါကတော့PVP ဖြစ်တဲ့အထမ်းဒါကတော့သူ့ဘာသူထွင်တဲ့အထမ်းပေါ့နော်ဒါလေးက
အဲ့လိုတီထွင်မှုချိန်လေးတုံးလေးမတီထွင်တတ်ရင်ဒါကတော့ဒါပြန်ရလို့ဘာလို့လုံးလို့ရတယ်အဲ့ဒီထားတယ်မှာတိန်ထဲမှာရှေ့ဒါကတော့အဲ့ဒီထန်းထဲမှာတော့တားရောင်နေပါလိဆိုးရပေါ့အစင်တော့မပြေအပေါ်ထိတက်ဆိုးရအထက်မတင်တီးရွာလေးနောက်ထပ်တစ်ခုကတယောက်မှမပေါ်ဘူးပေါ့နော်အလေးစီဆိုတော့ GTA 5ဆိုရပြီးရိုက်ရှာလိုက်အမအိန္ဒိယ BIT ရ Blin ဆိုဒီအပေါ်ဆုံးပါပဲ GTA 5ရဲ့ပုံစံတူတဲ့ဟာလေးယူလိုက်ပေါ့နော်ဒါလေးက130 MB ရှိရယ် MB ကတော့များဒါပေမဲ့တွေ့ရတာ upgrade လုပ်လိုက်တယ်ပေါ့နော်ကျွန်တော်မစိုးရချင်ဂျိုးသားတွေကိုအရင်ကဆိုရဲတောင်ပေါ့ရဲတွေလည်းထည့်တယ်ဂျိုးသားတွေလည်းထည့်လိုက်ဂျိုးသားထမ်းတော့ကျွန်တော်မစိုးဘူးတွေ့ရတိုင်းဒေါ်စီလာတွေကရှိရရှိတယ်အဲဒေါ်စီလာတော့တဲ့ဝင်သွားရင်တော့ဆိုင်တယ်တွေတွေကထုတ်တယ်တွေ့ရတိုင်းဒေါ်စီလာရှိတယ်ဆိုင်တယ်တွေကထုတ်တယ်မှရမထုတ်တိုင်းတို့ဟာနဲ့တို့စီပဲဖုန်းတွေရှောက်ခေါ်ပြီးထုတ်ပေါ့တို့ရတယ်ရတဲ့ကျွန်တော်တို့ Spider-Man တိန်နေပေါ့နော်ဒီမှာဆိုရင်တော့ပြင်ကျွန်တော်တို့ Spider-Man လို့ရိုက်ရှာလေးထွက်ပြီးမယ်ကျွန်တော်ကပေါ်ဆုံးမှာပေါ်နေဟာလေးပဲနှိမ့်လိုက်တာပေါ်ပါတယ်ကျွန်တော်တို့Spider ထဲတိန်နေရောထွက်နေလားအထူးမှဒီ Spider ထဲထွက်တာဒီဒါတော့123 MB နဲ့ fan made တိန်တထူပါလောကချွတ်ဆွတ်ကြီးမတူပေမဲ့တော်တော်ဆော့တောင်းနေတဲ့တော့ပါတယ်နောက်တစ်ထူကကျွန်တော်တို့ဒီအောက်မှာမရှိဘူးဟုတ်တာပဲအပေါ်မှာယူဒီမှာ Spider ဘောနော်ဒီတိုင်းလေးဒီထဲမှာဟော်တွေပါလေတော့ပါတယ်တင်တော့ Spider တီးတန်းဆိုလဲ Spider တီးတန်းပေါ့ရန်သူအုပ်တွေလာရင်ရန်သူအုပ်တွေချပြရမှာကျွန်တော်ကတော့ဟောကြည့်ဒီနေ့ဗီဒီယိုရတဲ့တော့ပါပဲအားလုံးပဲတတာ